အားလုံးပဲမင်္ဂလာပါသီရိလင်္ကာသို့ခရီးသွားခြင်း9ရက်မြောက်နေ့ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့သွားမယ့်နေရာကကန်နီမြို့မှာရှိတဲ့ဗုဒ္ဓမြတ်စွာတော်ပြတိုက်ကိုသွားမယ်ပြီးတော့အဲ့ဒီနေရာမှာပဲဖွင့်လှစ်ထားတဲ့မြန်မာဗုဒ္ဓဘာသာပြခန်းကိုကြည့်မယ်ပြီးရင်လက်ဖက်ဆိုင်ကင်းတွေရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကရှမ်းပြည်နဲ့တူတဲ့နေရာလေးကိုသွားမယ်ပြီးရင်အဲ့ဒီကိုသွားရင်းနဲ့ကျွန်တော်တို့ရေတကုံကြီးတစ်ခုလည်းဝင်လဲပါမယ်ခင်ဗျအဲ့ဒါကြောင့် day 5ကိုကျွန်တော်နဲ့အတူတူခရီးထွက်လိုက်ကြရအောင်ဗျ day 5ရဲ့မနက်ခင်းအစတော့မိုးတွေရွာပြီးတော့ကြိုးစိုးနေတာပေါ့နော်ဆွဲတော်တိုက်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာလက်မှတ်ဝယ်ရတယ်ခင်ဗျလက်မှတ်ကတယောက်ကိုရူပီ2000ပေါ့နော်ရူပီ2000ဆိုတော့ဒေါ်လာနဲ့တွက်ကြည့်ရင်ဒေါ်လာ9ဒေါ်လာ10ဒေါ်လာလောက်ပေါ့ဗျာအဲ့လောက်တော့ကျတယ်ဗျဗုဒ္ဓရဲ့ဆွဲတော်ထားတဲ့တကားပေါက်ကမနက်9နာရီခွဲကနေ9နာရီထိဖွင့်တယ်9ခွဲကနေ17နာရီထိဖွင့်တယ်6ခွဲကနေ9နာရီခွဲထိဖွင့်တယ်ဗျအဲ့ဒီအချိန်မဟုတ်ဘူးဆိုရင်တော့အဲ့ဒီတကားကိုပိတ်ထားတယ်ခင်ဗျအခုမြင်နေရတဲ့ပိတ်ထားတဲ့နေရာကဆွဲတော်ထားတဲ့နေရာလို့ပဲကျွန်တော်ကထင်တာဗျတကယ်တော့မဟုတ်ဘူးဆွဲတော်ထားတာကအဲ့အပေါ်တက်ကိုကျွန်တော်လှေကားလေးနဲ့တက်သွားရတယ်ခင်ဗျအခုဒီမှာထိုင်ဆောင်နေတဲ့လူတွေအားလုံးက9နာရီခွဲမှာဆွဲတော်တကားဖွင့်မဲ့အချိန်ကိုထိုင်ဆောင်နေတဲ့လူတွေခင်ဗျအပြင်မှာလည်းစောင့်နေတဲ့လူတွေရှိသေးတယ်ဒါအခုမြင်နေရတာဒါဆွဲတော်ထားတဲ့တကားပေါက်ဝပေါ့နော်ဒါကတော့သူတို့ရဲ့ဆွဲတော်နဲ့ပတ်သက်တဲ့ပွဲတော်တွေကိုသူတို့ TV နဲ့ပြထားတာကိုကျွန်တော်ရိုက်ထားတာခင်ဗျဆွဲတော်တည်ရှိတဲ့အဆောက်အဦနဲ့အတူတူဒီလိုမျိုးတာသနိကအဆောက်အဦတွေတော်တော်များများတွေ့ရတယ်ဗျကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကဘုံကြီးကျောင်းဇရက်တွေပေါ့ဗျာအဲ့ဒါနဲ့တော်တော်တူတာကိုတတိထားမိတယ်ဗျလက်ရာတွေလည်းတော်တော်ကောင်းကြတယ်ခင်ဗျအခုကျွန်တော်ဝင်လာတဲ့ဒီအစာဦးတဲကပကြီကားတွေကဗုဒ္ဓဝင်ပကြီကားတွေပေါ့ဗျာဖရာရဲ့ဗုဒ္ဓဝင်အခင်းကျင်းတွေကိုပကြီဆွဲပြီးတော့ချိတ်ဆွဲထားတာပေါ့နော်အစာဦးကတော့တော်တော်ကိုကောင်းတယ်ခင်ဗျအာရှနိုင်ငံတွေမှာဗုဒ္ဓဘာသာဘယ်လိုထွန်းကားခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီဘပုရုပ်ထုသေးသလေးတွေနဲ့အသေးစိတ်ကိုဖော်ပြထားတာခင်ဗျဒါပေမဲ့ကျွန်တော်ကတော့ဒီဗီဒီယိုမှာမြန်မာနိုင်ငံကပြသထားတဲ့မြန်မာပြခန်းကအကြောင်းတွေကိုပဲအဓိကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်မြန်မာပြခန်းကိုရောက်ပါပြီမြန်မာပြခန်းမှာပကံကြိုက်ထီယိုဖျားရွှေတကုံဖျားတို့ရဲ့ပုံတူတွေကိုပြသထားတဲ့အပြင်ရှင်ပြုတ်မင်္ဂလာရှင်ပြုတ်ပွဲကိုဘယ်လိုကျင်းပတယ်ဆိုတဲ့တရုတ်ဖော်လေးတွေလည်းပြသထားတာကိုတွေ့ရတယ်ခင်ဗျ
ဖျားကပြန်ထွက်မှာကျွန်တော်တို့မနက်စာဝင်စားတာပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီဆိုင်မှာလဲဒန်ပေါင်တပွဲကို930 600 900အမျိုးမျိုးပေါ့ဗျာဆိုတော့ဒေါ်လာနဲ့တွက်ကြည့်မယ်ဆိုရင်တော့$2ခွဲလောက်တော့ပေးရတယ်ခင်ဗျတီဗီလင်ကမှာတခုတ်တတိထားမိတာကဆေးလိပ်တီရဲ့ဈေးကတော်တော်ကိုကြီးတယ်ခင်ဗျအခုဒါဒန်ဟဲတပူးဆိုရင်ရူပီ3300ရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒေါ်လာနဲ့တွက်မယ်ဆိုရင်$12လောက်တော့ခံမှန်းကြည့်ရှိမယ်ခင်ဗျအခုကျွန်တော်တို့တောင်ပေါ်ကိုသွားတဲ့လမ်းလေးတွေကိုစရောက်ပါပြီတက်ပြီးတော့ပဲတိတ်မကြခင်ပဲအခုလိုမျိုးရေတကွန်တွေအဲ့လိုမျိုးထင်းရှူတော်တွေနဲ့လမ်းလေးတွေကတော်တော်လေးတော့တာရတယ်ခင်ဗျနော်ထင်းရှူထင်းရှူတော်ရန်တွေရဲ့လူတွေစိုင်းနေတဲ့တောင်တန်းကြီးတွေကိုကြည့်ပြီးတော့ဒီဆိုင်လေးမှာကော်ဖီထိုင်ပြီးတောက်ရတာကျွန်တော်ကလောတော့တော်တော်ကိုသွားသတိရတယ်ခင်ဗျတီရီလင်္ကာနိုင်ငံမှာအခုလိုမျိုးဦးမင်ကားလန်းတွေရှိခဲ့မယ်လို့တော့ထင်မထားခဲ့ဘူးခင်ဗျအခုကျွန်တော်တို့ Ramboda Waterfall ဆိုတဲ့ရေတံခွန်ကိုရောက်ပါပြီအဲ့ဒီရေတံခွန်ရှိတဲ့နေရာမှာပဲဒီဟိုတယ်တစ်ခုကလည်းလာဖွင့်ထားတယ်ခင်ဗျဆိုတော့နိုင်ငံသားအများစုကတော့အဲ့ဟိုတယ်မှာတဲတာကိုတွေ့ရတယ်ခင်ဗျကျွန်တော်ရေတံခွန်အများစုကိုတွားလဲတဲ့အခါတိုင်းမှာရေတံခွန်အောက်ဘက်ကိုပဲကျွန်တော်တို့ကရောက်တယ်ဗျာအောက်ဘက်ကနေပဲကျွန်တော်ကဓာတ်ပုံတွေပါနေရိုက်ပေါ့နော်ဒါပေမဲ့အခုရေတံခွန်လိုမျိုးဒီရေတံခွန်နဲ့ကိုယ်လေးကမျက်နှာချင်းဆိုင်တွေ့နေရတဲ့ပုံစံမျိုးတစ်ခါမှကျွန်တော်မကြုံဘူးခင်ဗျ1840ခုနှစ်လောက်တည်းကတီဆောက်ခဲ့တဲ့ Blue Field ဆိုတဲ့လက်ဖက်ချောက်စိုက်ခင်းတဲ့လက်ဖက်ချောက်စက်ရုံပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သွားလည်ခြင်းဖြစ်ပါတယ်1840ဆိုတော့ဗျာကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်တော့ကုန်းမောင်ခေတ်ရဲ့နှောင်းပိုင်းနေရောက်နေပြီလို့ပြောရမှာပေါ့နော်အဲ့ဒီစက်ရုံမှာကတရက်ဘူဖေးစားမယ်ဆိုရင်တယောက်ကို950ရူပီပေးရတယ်ခင်ဗျအဲ့လိုမျိုးဘူဖေးစားတဲ့ package ကိုဝယ်လိုက်မယ်ဆိုရင်စက်ရုံနဲ့သူတို့ရဲ့စိုက်ခင်းတွေကိုလည်းအခမဲ့ကြည့်ရှုလို့ရသလို
အဲ့ဒီကဝန်ထမ်းတစ်ယောက်ကလည်းကျွန်တော်တို့ကိုလိုက်ပြီးတော့ရှင်းပြပေးတယ်ခင်ဗျဘူဖေးကအထူးသဖြင့်ကငါးဟင်းရဲ့ကြက်သားအာလူးပဲမျိုးစုံပေါ့နော်အဲ့ဒါတွေကတော့အဓိကအစားအစာတွေဖြစ်တယ်ခင်ဗျလက်ဖက်ချောက်ထုတ်လုပ်ပုံအဆင့်ဆင့်ကိုကျွန်တော်တို့ကိုရှင်းပြနေခြင်းဖြစ်ပါတယ်ခင်ဗျ So now we are at an altitude of percentage. Only 40% drying here. Okay, and so we collect the leaves here and we shoot the leaves into the hole. We did it in a second. This is it's a shortcut. Yeah, to the roller machine. Now I'll show you the roller machine. Just transportation. Yeah. So 1 minute. Okay. 91 Celsius of temperature. This is an electric machine, but the heat is complete. Here you can see there are two colors of particles. One is black and another one is brown.အခုကလက်ဖက်ဆိုင်ခင်းကိုတွားနေခြင်းဖြစ်ပါတယ်ခင်ဗျလက်ဖက်ချောက်တွေကတော့အရသာအမျိုးမျိုးနဲ့ပါကင်ကောင်းကောင်းနဲ့တေးသေးချာချာထုတ်ပိုးပြီးရောင်းတာကိုတွေ့ရတယ်ခင်ဗျကျွန်တော်တို့မြန်မာနိုင်ငံမှာတောက်တဲ့လက်ဖက်ချောက်ပုံစံမျိုးလဲတွေ့ရတယ်လို့အထူးသဖြင့်ကတော့ English breakfast tea လို့ခေါ်တဲ့ဟာမျိုးကိုလည်းအထူးသဖြင့်ရောင်းတယ်ခင်ဗျတချို့လက်ဖက်ချောက်တွေဆိုရင်အချိုရသာပါတဲ့လက်ဖက်ချောက်တွေကိုလည်းတော်တော်များများတွေ့ရတယ်ခင်ဗျကျွန်တော်တို့အခုကအင်္ဂလိပ်တွေတည်သွားခဲ့တဲ့အနူအာရာလီယာဆိုတဲ့တောင်ပေါ်မြို့လေးကိုတွားနေခြင်းဖြစ်ပါတယ်ခင်ဗျဒီလေနိုင်ငံရဲ့အမြင့်ဆုံးရွာအခုရောက်ရှိနေတဲ့ view point ကတိရိလင်္ကာနိုင်ငံမှာအမြင့်ဆုံးတောင်ထိပ်လည်းဖြစ် view point လည်းဖြစ်တဲ့ Pedro ဆိုတဲ့တောင်ထိပ်ကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ခင်ဗျအဲ့ဒီတောင်ရဲ့အမြင့်ကပေ8280ပေမြင့်ပါတယ်ခင်ဗျဒါကတော့အဲ့တောင်ဆောင်ဘိုးဘိုးကြီးပေါ့နော်ကျွန်တော်တို့ရောက်ချင်းမှာတောင်အောက်နဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့မြင်နေရပေမဲ့လည်းခဏကြာမှာတော့ဒီမြူတွေဆိုင်ပြီးတော့အားလုံးဘာမှမမြင်ရအောင်ပိတ်သွားတယ်ခင်ဗျအခုကျွန်တော်တို့နူဝါရာအလီယာဆိုတဲ့မြို့ကိုရောက်ပါပြီတောင်ပေါ်မြို့ဖြစ်လို့လာတော့မသိဘူးဗျအဲ့ဒီမှာအရက်ဆိုင်တော်တော်များများကိုတွေ့ရတယ်ခင်ဗျသူတို့စီကအရက်ဆိုင်တွေကလည်းကျွန်တော်တို့လိုပဲ license နံပါတ်တွေကိုရှေ့မှာရေးထားတယ်ပေါ့နော်။FL6 တို့ FL12 တို့ပေါ့နော်။ဒါကျွန်တော်တို့နိုင်ငံရဲ့ဥပဒေနဲ့အတူတူပဲဗျ။ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်တွေချပေးတဲ့အတိုင်းပဲကျွန်တော်တို့တွေဆက်ပြီးတော့သုံးနေတဲ့သဘောပေါ့ဗျာ။အဲ့ဒီမှာကျွန်တော်တို့နဲ့မတူတဲ့တစ်ခုကအခုလိုမျိုးဒီ liquor store တွေရဲ့ရှေ့မှာပဲလူတွေကတိုးကျိတ်ပြီးတော့ဝယ်တယ်ပြီးတော့အဲ့မှာပဲတစ်ခါတည်းတောက်တာဗျ။အဲ့ဒါနဲ့ကျွန်တော်ကအဲ့မှာရှိတဲ့ဆိုင်ရှင်တယောက်ကိုဘာဖြစ်လို့သူတို့ကဒီမှာဘဲတစ်ခါတည်းဝယ်ဒီမှာပဲတစ်ခါတည်းတောက်သွားကြတာလဲလို့မေးတော့ဆိုင်မှာတောက်ရင်တဲ့အခွန်အခတွေနဲ့ဒီအမီးဘိုးပေါ့ဗျာစားဖို့တောက်ဖို့တွေနဲ့ဈေးကြီးတဲ့အတွက်ကြောင့်တဲ့ဒီမှာပဲဝယ်ပြီးဒီမှာပဲတစ်ခါတည်းတောက်သွားတာကသူတို့ရဲ့ delay လို့ဖြစ်နေပြီလို့သူကတော့ရှင်းပြတယ်ခင်ဗျ
ဆန်တို့ကြက်သွန်နီတို့ပဲတို့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဈေးကြီးတာကိုတွေ့ရတယ်ခင်ဗျဘာပဲယူယူ1 kg ကို200ကျော်300လောက်ဆိုတော့ဒေါ်လာနဲ့ဒေါ်လာဆောင်းလောက်ရှိတဲ့သဘောပေါ့ဗျာခုလိုမျိုးဆိုင်လေးကိုတွေ့ရတာကျွန်တော်တို့ရန်ကုန်မြို့ကရွှေပုံသာလမ်းတို့ကုံစည်းတန်းလမ်းတို့တဝိုက်ကိုရောက်နေတယ်လို့တော့ခံစားရတယ်ခင်ဗျာ Post office in all post office. ဒါကတော့နူအာရာအလီယာမှာရှိတဲ့အင်္ဂလိပ်ခေတ်တည်းကတိဆောက်သွားတဲ့စာတိုက်ကလေးပေါ့နော်ကျွန်တော်တို့ကလောမျိုးမှာဆိုရင်တော့ဗျာဘူတာနဲ့ပုံစံလေးသွားတူတာပေါ့နော်ပြီးတော့အဲ့ဒီစာတိုက်ကနေပြီးတော့ပဲတစ်ကမ္ဘာလုံးကိုစာပို့လို့ရတယ်ခင်ဗျကျွန်တော်ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကိုရောက်တုန်းကလည်းအဲ့ဒီစာတိုက်ကနေပြီးတော့လူတွေအများကြီးစာပို့နေတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျအဲ့တုန်းကတော့ကျွန်တော်မပို့ခဲ့ဘူးပေါ့နော်အခုဒီတစ်ခေါက်တော့ကျွန်တော်စာတိုက်ကနေစာပို့မယ်ဆိုပြီးတော့သူရဲ့ postcard တစ်ခုဝယ်ရတယ်ဗျာပြီးတော့နောက်တစ်ခုကဒစိကောင်းတစ်ခုဝယ်ရတယ်စုစုပေါင်းမှာရူပီ90တောင်မပြည့်ပါဘူးအဲ့ဒါနဲ့ကျွန်တော်စမ်းပြီးတော့ကျွန်တော်စာပို့လိုက်တယ်ခင်ဗျအဲ့ဒီစာတိုက်မှာပဲသူတို့စာတိုက်ရဲ့ postcard မျိုးစုံကိုရောင်းနေတဲ့အပြင်အဲ့ဒီသူတို့စီကထုတ်ခဲ့တဲ့ဒီစာတိုက် stamp လေးတွေပေါ့ဗျာဒစိကောင်းတွေရဲ့အားလုံးပါတဲ့စာအုပ်တွေကိုလည်းသူတို့ရောင်းတယ်ခင်ဗျပြီးတော့ဟိုးတော့ကသူတို့အသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုလည်းသူတို့ပြထားတာတွေ့ရတယ်ခင်ဗျအခုစာရိုက်ကနေပြီးတော့ကျွန်တော်နေတဲ့စီကိုပို့ဖို့သာအရန်ဝေးတာဗျဒါပေမဲ့လက်ခံမဲ့လူကတော့ကျွန်တော်ဘေးနားကိုရောက်ပြီးတော့ဘာတွေရေးတယ်ဆိုတာကိုတိတိကျကျသိနေတာခက်တယ်ဗျစာရေးပြီးတဲ့ postcard မှာဒီဒစိကောင်းကိုကတ်လိုက်တာနဲ့ရပြီဗျသူကစာအိတ်ထဲကိုထည့်ကြမလို့ဒီတိုင်းပဲသူတို့ဒီ local ဘက်ကိုမရွေးဘဲနဲ့ဒီ international ကိုသွားမယ်ဆိုတော့ဒီသူတို့ရဲ့စာတိုက်ပုံးထဲကိုထည့်လိုက်ရင်ကိုသူကရပြီခင်ဗျကျွန်တော်စာထဲတဲ့နေ့ကနေစရည်မယ်ဆိုရင်တလာခွဲကြော်လောက်ကြာမှာတော့ကျွန်တော်စီကိုတော့ရောက်လာတယ်ခင်ဗျနူဝရာအလီယာရဲ့ပန်းချံဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့အချိန်မရတာနဲ့မဝင်လေလိုက်ဘူးပေါ့နော်အဲ့ပန်းချံအဝပဲကျွန်တော်ဓာတ်ပုံလေးပါလေးရိုက်ပြီးတော့ကျွန်တော်တဲရမယ့်နေရာကိုပဲတွားလိုက်တယ်ခင်ဗျကျွန်တော်တို့တဲတဲ့နေရာကနူဝါရာအလေးယားနဲ့ကျွန်တော်တို့မနက်ဖြန်သွားမယ်အဲလာဆိုတဲ့မြို့ကြားမှာရှိတဲ့ holiday home လေးခင်ဗျအဲ့ဒီ holiday home မှာပဲကျွန်တော်တို့ညစာစားလိုက်တယ်ပေါ့နော်ထုံးစံတိုင်းပဲတေးရလင်္ကာကငါးပေါ်တော့ငါးဟင်းနဲ့သူတို့ရဲ့ရိုးရာအခုလိုမျိုးထမင်းအထုပ်ကလေးတွေပေါ့နော်အဲ့ဒါလေးတွေပဲစားလိုက်တယ်ခင်ဗျတော်တော်တော့စားကောင်းပါတယ်ခင်ဗျ Well, call it.
မနက်ဖြန်6ရက်မြောက်နေ့မှာသီရိလင်္ကာနိုင်ငံရဲ့ကမ္ဘာကျော် 9H ဆိုတဲ့ရထားလမ်းရှိတဲ့ဂုံးတရားကိုကျွန်တော်တို့သွားမယ်ခင်ဗျပြီးရင် tourist တွေအများစုလာကြတဲ့အေလာဆိုတဲ့မြို့ကိုသွားလည်ပါမယ်ခင်ဗျအဲ့ဒါကြောင့် 9H ဆိုတဲ့တရားကဘာကြောင့်နာမည်ကြီးတယ်သီရိလင်္ကာမှာအေလာဆိုတဲ့နေရာကဘယ်လိုနေရာမျိုးလဲဆိုတာကိုဒေးစစ်ရောက်ရင်ကျွန်တော်ပြောပြပါမယ်ခင်ဗျအဲ့ဒါကြောင့်ဒေးစစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ